မွေးကနန်းဆရာကြီးကတော့စရုံမွေးကနန်းဆိုင်တွေရတော့နော်ဖွင့်မှာပဲအမတဲပဲလက်ဆောင်လေးတွေနော်လက်ဆောင်လေးတွေစပြီရောင်းကွက်ကလည်းတခါတည်းတန်းအောင်သွားတယ်ဗျာခင်ဗျားတို့ပြောထားတယ်နှစ်ကွက်ကောင်းဘူးမကျော်ဟုတ်တယ်3-5ပေါက်ပြီးမှတ်တာအနီးကဆိုတင်းလာတာ3-5ကို3-5ကိုအနီးက3-5နဲ့30လားမျိုးတင်းလာတယ်ဒါတော့3ခွန်ကြီးလာထွက်တယ်ဈေးကွက်က6ခွန်8အာမလည်းမဆိုင်ဘူးဟာညီမဗျာဒီမှာဗျာမွေးကနန်းနေမွေးကနန်းနေဟာဒီမှာဗျာဒီမှာဗျာအဲ့ဒီလိုဝယ်တဲ့လူကတော့3ယောက်ထဲရှိတာပါဟဲ့3ယောက်ထဲရှိတော့လေ3ယောက်ထဲပေါက်ပေါ့ဟဲ့ကဲနောက်ထပ်2ကွက်လာအောင်မယ်ဗျာဟူးမကျော်2ကွက်ထပ်ထုတ်အောင်မယ်လိုချင်တော့ဟူးမကျော်2ကွက်ထပ်ထုတ်မယ်တဲ့အနီးကတင်လာတာ9တော့ဒီထဲလည်းမတော်ဘူးနော်ခွန်ထိတ်တော့ရတာပဲကိုလည်း9ညထိတ်အဲ့ဒါကိုကဲနောက်ထပ်မွေးကန်း2ကွက်လာမယ်နောက်ထပ်ဥမကျော်2ကွက်လိုချင်တော့ဖုံးဆက်လိုက်